အရက်မှန်နဲ့မကြီးတဲ့သူ့ကိုချိုသားပြောလိုက်တိုင်းနဲ့သူကအိမ်မှာအကုန်လုပ်ပေးတယ်တဲ့မိသားစုကိုလည်းအချိန်ပေးတယ်တဲ့သူ့အပေါ်ချိုသားတော့တဲ့ကို့အပေါ်လည်းပြန်ပြီးနှွေးထွေးမှုရှိလာတယ်တဲ့မှန်တယ်နော်ဒါပေမဲ့အချိန်တော့ပေးရတာပေါ့နော်အခုရေရင်းတူအခုရေကြီးတောက်လို့တော့မရဘူးလေနော်ချိုသားကိုကအမြဲတမ်းပြောမယ်ဆိုရင်ကိုဟာဘလို့ပဲဖြစ်ဖြစ်အဓိကအနေနဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်ကိုဟာချိုသားနဲ့နော်တစ်ဖက်သားကိုလေးစားသမှုနဲ့ပြောတတ်တဲ့အကျင့်လေးရှိရင်ကိုယ့်ရဲ့ဂုဏ်သိက္ခာအနေနဲ့ဂုဏ်သိက္ခာတက်တယ်ပေါ့နော်အမြဲတမ်းနေမဲငတ်စာနဲ့တစ်ဖက်လူကက်ကက်လန်နေအောင်ပြန်ပြောပြီးတော့ဆဲဆူနေမဲ့အစားဒေါသတွေအမြဲတမ်းကြီးနေမဲ့အစားပေါ့နော်ကိုဂုံတက်အောင်ပေါ့နော်အမြဲတမ်းအေးအေးချမ်းချမ်းချူသားနဲ့စကားကိုပြောတဲ့လားဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အိမ်တော်ဘက်နဲ့ပဲဖြစ်ဖြစ်တခြားသောသူတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့အဓိကအနေနဲ့တခြားသူတွေကိုတောင်မှပဲကိုဟာချိုသားနဲ့ပြောနိုင်တယ်ဆိုရင်ကိုနဲ့အရင်ကြီးဆုံးဖြစ်တဲ့ကိုရဲ့ sorry ကိုရဲ့အိမ်တော်ဘက်အပေါ်မှာဘာဖြစ်လို့မပြောနိုင်ရမှာလဲမာနတွေထားလို့မရဘူးအိမ်တော်ကြီးမှာလေနော်တစ်ဖက်ကမာနထားနေတယ်ဆိုရင်တော့ကိုယ့်ဘက်ကရှော့လိုက်နော်ဘာလို့လဲဆိုရင်အိမ်တော်ရေးဟာတယောက်နဲ့တယောက်ကမြင်းပြိုင်နေလို့သွားနေလို့ဘယ်တော့မှအဆင်မပြေဘူးမြင်းပြိုင်နေလို့မျိုးသွားနေရင်စုံမှတ်ဆိုတာဘယ်နေရာမှမရှိနိုင်ဘူးအဲ့တော့သူကကိုယ်ကောင်းကောင်းမပြောလို့ကိုကကောင်းကောင်းပြန်မပြောဘူးဆိုရင်သူနဲ့ကိုနဲ့တစ်ချိန်လုံးတစ်ကြက်ကြက်ရန်ဖြစ်မှာ relationship တစ်ခုမှာတစ်ကြက်ကြက်ရန်ဖြစ်နေသမျှကာလပတ်လုံးအဲ့ဒီ relationship ကဘယ်တော့မှအဆင်မပြေတော့အဲ့တော့ယောက်ျားတွေအိမ်တော်ရေးဖောက်ပြန်တဲ့အချက်ထဲမှာဒီဟာလဲပါတယ်ဒီအချက်လဲပါတယ်နော်ဗီဇကြောင့်ပဲပြောဘာကြောင့်ပဲပြောနော်ဒါပေမဲ့ဖောက်ပြန်တဲ့အလုပ်ဆိုတာကောင်းတဲ့အလုပ်ကတော့မဟုတ်ဘူးသို့ပေမဲ့လို့နော်ကိုကောင်းနေတယ်ဆိုလို့ရှိရင်တော့ကိုအတွက်ကောင်းတယ်လေနော်သူကောင်းမကောင်းကိုကောင်းမယ်ကိုကောင်းရင်ကိုအတွက်ကောင်းလိမ့်မယ်ဒီလိုပဲကျွန်မခံယူပြီးတော့နေပါတယ်အဲ့တော့ကျွန်မဒီလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှသိလာတဲ့အချိန်ကနေစပြီးတော့မှတခါမှကျွန်မရဲ့အိမ်အောင်ဘက်အမျိုးသားပေါ်မှာနေမဲငစားမပြောဘူးဟိုးတော့ကလည်းမပြောဘူးပါဘူးဒါပေမဲ့ကျွန်မရဲ့အကျင့်ကဘာလဲဆိုလို့ရှိရင်စိတ်ဆိုးနေရင်စကားမပြောတော့တာပေါ့နော်အဲ့ဒီအကျင့်စကားမပြောတော့ဘူးပြီးတော့လို့ရှိရင်ခွဲအိတ်တာမျိုးတွေလုပ်တယ်နောက်ပြီးတော့လို့ရှိရင်မင်းရင်မဖြေတော့ဘူးအဲ့လိုပုံစံမျိုးကျွန်မရဲ့အကျင့်အပြန်မပြောနားထောင်တနင်္လာသားသမီးဆိုတော့လေဖြစ်ချင်တော့အိမ်အောင်ဘက်ကလည်းတနင်္လာပဲသူလည်းအဲ့တိုင်းပဲပေါ့နော်အဲ့တော့တနင်္လာချင်းတွေ့တော့ကြာချင်းတွေ့တော့ပူဆိုးသွားတာပေါ့အဲ့တော့အဲ့နောက်ပိုင်းမှာသူပြောချင်မပြောချင်ပြောစရာရှိရင်ကျမပဲအရင်ပြောတယ်သူပြောမှငါပြောမယ်ဆိုတာမျိုးကျမမလုပ်ဖြစ်ဘူးပေါ့နော်ပြီးရင်ခုနလိုမျိုးစိတ်ဆိုးစိတ်ကောက်နေတာမျိုးတွေတိတ်မရှိဘူးတခုခုပြောချင်တယ်ဆိုရင်ပုံမှန်လေးပဲပြောလိုက်တယ်ကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပေါ့နော်အဲ့တိုင်းလေးပဲရှေ့ဆက်ပါတယ်ရှင်တကယ်အကျိုးထူပါတယ်နော်